SIM လို့လူသိများတဲ့ Singapore Institute of Management SIM ကျောင်းရဲ့ July Intake ကိုရှောက်ထားကြမယ်။အားလုံးပဲမင်္ဂလာပါ Study Abroad Information Center ကနေပြီးတော့ကြတော့မှာကြိုဆိုပါရစေ။ International Student များစွာရွေးချယ်ပြီးတော့ကြတော့မှာတက်ရောက်တဲ့ Singapore Institute of Management SIM ကျောင်းရဲ့မှာအနည်းဆုံး July Intake ကိုရှောက်ထားမဲ့ကျောင်းသားတွေအနေနဲ့အခု April လအတွင်းမှာပဲကိုယ့်ရဲ့ application ကိုအမြန်ဆုံးတင်ထားဖို့အတွက်လိုအပ်ပါတယ်။ဒီစုံကိုဗီဒီယိုထဲမှာကြည့်ကြရအောင်မြန်မာနိုင်ငံနေပြီးတော့ကြတော့မှ IGCSE အောင်မြင်ထားတဲ့အကြောင်းကြော်သားတွေ GD အောင်မြင်ထားတဲ့အကြောင်းကြော်သားတွေတက္ကသိုလ်နဲ့အောင်မြင်ထားတဲ့အကြောင်းကြော်သားတွေ OSSD အောင်မြင်ထားတဲ့အကြောင်းကြော်သားတွေအနေနဲ့ Singapore ထိပ်တန်းကျောင်းဖြစ်တဲ့ Singapore Institute of Management SIM မြန်မာအနည်းဆုံး July Intake ကိုအမြန်ဆုံးလျှောက်ထားဖို့လိုအပ်ပါတယ်။ IGCSE အောင်မြင်ထားတဲ့အကြောင်းကြော်သားတွေအနေနဲ့ SIM ရဲ့ Foundation Program ကနေစတင်တက်ရောက်နိုင်မှာဖြစ်ပြီးတော့မြန်မာနိုင်ငံနေပြီးတော့ကြတော့မှတက္ကသိုလ်နဲ့အောင်မြင်ထားတဲ့အကြောင်းကြော်သားတွေ GD အောင်မြင်ထားတဲ့အကြောင်းကြော်သားတွေအနေနဲ့ကိုယ့်ရဲ့ရမှတ်ပေါ်မှာမူတည်ပြီးတော့ SIM မြန်မာ Diploma Program တို့ကနေပြီးတော့စတင်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ကျောင်းကြော်သားတွေအနေနဲ့ Singapore Institute of Management SIM ကျောင်းရဲ့ Foundation Diploma တွေအောင်မြင်ပြီးသွားပြီဆိုလို့ရှိရင်Singapore Institute of Management SIM Campus မှာပဲတက်ရောက်ပြီးတော့ UK, Australia, US စတဲ့ထိပ်တန်းတက္ကသိုလ်ကြီးတွေရဲ့မှာ Bachelor Degree ကိုအချိန်2နှစ်ဒါမှမဟုတ်3နှစ်အတွင်းမှာပဲတက်ရောက်ရယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် SIM မြန်မာအနည်းဆုံး July ကျောင်းဖွင့်ချိန်ကိုရှောက်ထားမဲ့ကျောင်းကျောင်းသားတွေအနေနဲ့ Study Abroad Information Center ကိုအခုပဲဆက်သွယ်ပြီးတော့ကြတော့မှအကြောင်းလျှောက်လွှာဖောင်တင်ဖို့အတွက်ကိုလည်းတက်တွန်းလိုက်ပါတယ်။ Study Abroad Information Center အနေနဲ့ Singapore Institute of Management SIM ကိုတက်ရောက်တဲ့ကျောင်းကျောင်းသားများစွာကိုရှောက်ထားပေးလျက်ရှိတာကြောင့်မလို့အခုအနည်းဆုံး July Intake ကိုရှောက်ထားခြင်းတဲ့ကျောင်းကျောင်းသားတွေအနေနဲ့ Study Abroad Information Center ကိုသာဆက်သွယ်လိုက်ပါ